ဆောင်းသားသည် ကျွန်တော်ကမိုးရဲထက်ကဟုတ်ပြီမေပင်မြင့်ထက်ကစတာလူငယ်တွေကြိုက်နေတတ်တဲ့ချိုးချိုးချင်းချင်းအရသာတဲ့တွေကိုအမြဲတမ်းပေးစွမ်းနေတဲ့အသေးလေးပေါ့ဖက်ရှင်ရေးစည်းကြောင်းတွေပေါ်မှာလိုက်ပါစီးမျောကြတာကြိုက်တယ်သူကောပါတယ်ပေါ့ဘဝကိုလူငယ်ဆန်ဆန်နဲ့ပေါ့ပေါ့ပါပါပဲဖြတ်တန်းနေလူငယ်ဆိုအသက်ကြီးနေပြီထင်တယ်နော်အပူပိုင်းမှာတီးတဲ့အလေးဆိုတော့ကဲဟောကောင်းမလေးကိုပဲနေတာပေါ့ဗျာနားထောင်မှတဲ့လုံးဝလွတ်လို့မဖြစ်ဘူးဟိုမှာဒီမှာလူတွေသိမြလုံးလုံးငါမမျက်စိနားတွေသိရှုပ်နေကြီးလေသူကြီးလေသူကြီးလေထွန်းတို့ရေပန်းလိုက်တော့အရင်ဆုံးအထာကြတဲ့ဇောင်းကားကနေစလိုက်မယ်ဗျာပြောပါဦးပြန်လို့ပါဦးဇောင်းကားတည်းကနေပြီးတော့ရေးမို့လေမစ်ဆက်လိုက်ပါတန်လေးကြားချင်လို့ကျွန်တော်မြို့မှာပြောတဲ့မြို့ကော်လေးတော့ပေါ်လေးလည်းမဟုတ်မြို့ကော်လေးရဲ့မြို့ပေါ်လေးတော့တောကော်လေးရဲ့အကိုတို့မို့ညီဖြစ်နိုင်တယ်မြို့ပေါ်လေးဆိုင်းခန်းလိုက်မဟုတ်ဘဲနဲ့ဆိုင်းခင်လိုက်လည်းဖြစ်နိုင်တယ်အဆိုးတော့ကိုယ့်အကိုရိုက်တချင်းရတာများလားဟလားအဆိုးတော့ကိုရေးကိုဆိုလေဟုတ်တယ်ဒီနေ့အဆိုးတော့မသိနေဘူးချာသွားပြီနော်ခါအိမ်မေးလိုက်တယ်သူအဆိုးတော့ချင်းပြောချပလိုက်နာမည်ကနှလုံးလားသုံးလုံးလားနှလုံးလားသူလုံးလိုက်ပြီမှာနော်နှလုံးလားဟုတ်တယ်သူသိကြတယ်သုံးလုံးမဟုတ်ဘူးဟာနှလုံးလည်းမဟုတ်သုံးလုံးတစ်လုံးနဲ့လားမဟုတ်ဘူးနေရီးသားအသက်ကြီးရမလားရီးသားဒီလောကထဲရပဲလေဟုတ်တယ်မလားဟုတ်ဖြစ်သွားတယ်ရှုံးပဲဘယ်ပွဲတူတူသွားဘူးလားလဲတစ်ခါလောက်ဘယ်မြို့တွေတူတူသွားဘူးလဲတစ်ခုပဲသွားဘူးတဲ့မြို့အများကြီးပဲတဲ့အများကြီးပဲအများကြီးပဲတဲ့ကဲအများကြီးပဲတဲ့ဒီတည်းကတောက်လျှောက်မေးနေမြို့တွေတူသွားဘူးလားညီအိမ်မောင်းနေရလားရက်ပါလားရက်ပါလားရိုက်ဘူးလားဟာဘာလာညာမနေနဲ့ရိုက်တယ်ဘယ်တန်လားညာတန်လားဟာဟဲ့ဘာလို့လဲဘယ်တန်လားညာဟုတ်လေတို့ဘယ်တန်ချစ်တီသမင်းကြိုက်လားဟုတ်ကဲ့အသားရောင်နဲ့လိုက်အောင်မေးတယ်လေသမူစာကြိုက်တာပြောင်းပေးပါလားဟုတ်တယ်ချစ်တီသမင်းကြိုက်ငါနဲ့မှဟိုကြီးွားမှတစ်ခါရှုပ်ဘူးလို့တော့မိုင်ဟုတ်တော့ကိုယ်နဲ့ကလာမင်းငယ်ဘန်ဝမလေးတွေဝင်စားသလားလာလို့နဲ့သူရဲ့ဒီကချစ်လိုက်ရတာမင်းသိဆုံးမှာရက်ကြီးကတော့ရှိတယ်ဘန်ဝမလေးတွေဝင်စားသလားလာလို့နဲ့သူရဲ့လမ်းတော်ကရှိတပည့်တို့တွေ့လိုက်တဲ့ကြောက်ပဲဒီမှာဘသူလို့ခက်မှန်းလို့ရလဲမနိုင်ဝင်ခံရမလားမရဘူးမရဘူးတိတယ်ဗျာခက်တယ်မရဘူးဖြစ်ခံမရဘူးဖြစ်နေမှန်းလို့မရဘူးဖြစ်နေမှန်းလို့မရရင်မှန်းလို့ရအောင်စကားလေးတစ်ခွန်း hint ပေးလိုက်မယ်နော်တစ်ခုခုပြောပေးပါဦးငယ်လဲငယ်ကြီးလဲကြီးဟာအဲ့ပါလေဘာကြီးလဲငယ်တယ်ကြီးလဲငယ်တယ်ကြီးလဲကြီးတယ်ဆိုတာဘာကြီးလဲကြီးတယ်ဘယ်နေငယ်ပြီးဘယ်နေကြီးတယ်ဒါတခုခုတော့ပြောငယ်သားပဲအားငယ်ပြီးတော့စိတ်ကြီးရယ်ဟာကျွန်တော်မေးလိုက်မယ်တခွန်းနဲ့နည်းနည်းသိဇောင်းကားဒီအာဘာပြောလိုက်တာဇောင်းကားဒီမင်းနာမည်ကတကယ်ဘယ်သူလဲအရင်သိnickname ကကိုအခုအသက်ထက်ပိုကြီးရမှာကြီးရတော်တော်ကြီးရဟာတော်တော်ကြီးနာမည်အရင်ကဝင်းပြည့်အောင်မလားခါတော့ကြာဘူးတက်တူးကဒီကနေဒီထိထိုးရလားဒီထိထိုးရလားအပြည့်ထိထိုးထားလားအရင်တော့တော့နောက်ပိုင်းပြေသွားတယ်ထင်တယ်ဒီသလုံးတွေမှာလည်းပါတယ်တက်တူအဲ့ဆိုဝင်းပြည့်အောင်မဲနေမှာဝင်းပြည့်အောင်မဲဘာတူလဲဝင်းပြည့်ဆောင်းသားကြီးကအချိုသီးလားအချင်းသီးလားအချိုသီးတိလို့လားဒီတော့ကြိုက်စားလိုက်ရင်ရပြီလားလာပြီးကြည့်လို့ရတယ်ဟို music video တွေမှာကိုယ်တိုင်တော့တရုပ်ဆောင်တယ်မလားကိုသချင်းကိုမဆောင် driver လုပ်တယ်ဟမ် driver လုပ်တာ driver လုပ်တယ်driver လုပ်တာdriver လုပ်တာအမောက်ပြောနေတာကိုယ်တိုင်တချင်းကောကိုရိုက်တယ်ပေါ့ဒါဆိုအဖြေထွက်ပြီအခုရောရီးစားရှိလားရှိရပါအေးလေရှိရပါရှိရဒီရွယ်နဲ့ဒီရွယ်အေးလေဒီရွယ်တွဲနေတာကြာပြီမို့လားတွဲနေတာကြာပြီမို့လားတွဲနေတာကြာပြီအေးလေ10နှစ်ထပ်ပဲလေအဲ့တော့မများဘူးအဲ့တော့နည်းနည်းလေးရှာ9နှစ်ခွဲပဲရှိတယ်ကိုတို့လည်းအပြင်မှာတိတ်မခင်ဘူးမလားခင်တာဟောဟာဘလို့ခင်တာတော့ဘာမှခင်တာလဲဒီရပိုင်းတော့ခဏခဏတွေ့နေကြဟာကဲကိုတို့တော့ခင်ပြီးသားကိုတို့ပြန်ခင်ဖို့ပဲလို့ဟာသိပြီဘယ်သူလဲသိပြီသိပါပြီဒီနဲ့အပြင်မှာသိလားအပြင်မှာတည်အထဲမှာလည်းနာမည်နှလုံးနဲ့နာမည်နှလုံးနဲ့မို့လားနှလုံးနဲ့မဟုတ်ဘူးဘယ်နှလုံးလဲ
နှလုံးကွဲ အဲ့ဒါကြော ဟိုတူ နှလုံးတော့ဟုတ်ပါဘယ်တော့ခွဲရဘလို့ပါသွား မဆာလေးနဲ့တကယ်ကိုကားမရိုက်ဘူးလား မရိုက်ဘူး မလိန်နဲ့နော် မလဲဘူးတကယ် ဦးငဲနဲ့ရောရိုက်ဘူးလား ဦးငယ်ကိုတော့ရိုက်ဘူးတယ် ဘာလဲတစ်တလက်မနဲ့ ဟုတ်ရိုက်ချင်တာအဲ့ဒါရိုက်ချင်တာလေ ဇောင်းအတီးကဒရိုက်တာကိုသားကြီးကိုစမူစာကျွေးဘူးလား အားကြီးတယ် ဟုတ်လေစမူစာပြောတာအကြကွန်းမမဟုတ်တာ ဒရိုက်တာတားညီ ကို ကို သားကြီးကိုစမူ သူ စာ ကစပူစာကျွေးတယ် ဘူးတယ်ဟုတ်တယ်ဟုတ်တယ်မလားသတင်းအတိအကျရထားတယ် ကျွန်တော်မှန်အောင်ပြောနေလို့ရှိရင်၄ယောက်လုံးဟော့ပေါ်လိုက်ကြွေးပါပဲ ကဲ ဟော့ပေါ် ကြို challenge က်တယ် ဟော့ပေါ် challenge ကြိုက်တယ်စားမယ် ကြိုက်တယ် မဆာလေးအကြောက်တက်ဆုံးရပါလေတိတယ် အော် ကြောက်တတ်လို့ ကြောက်တဲ့ဆိုရပါလေတိတယ်တဲ့ရှူတင်မှာအဲ့ဆိုရုပ်ရှင်တူတူရိုက်ထားလို့ဖြစ်မယ် ပြောလေသားမစီမသားလေးကြောက်တဲ့သွားပါ အကောင် လေ ဟမ် အကောင် အဲ့လေဘာအကောင်လဲ ဘာ လို့ အကောင်လဲဖားလားကြွက်လားမွေးလား မွေ မွေ ဇာဝတိကိုလည်းတိသွားပြီပါ သူရဲ့မာဆယ်တွေဖုံးထားတဲ့အနေထားတော့ဖြစ်နေတယ် ညှစ်ပြလိုက်ညှစ်ပြလိုက် တိုင်ရွန်ဗျာ အဲရော တိုင်ရွန် တိုင်းရောကဲပရိသတ်ကြီးသူဘယ်သူလဲ မဲကူလဲ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  မဲဒီလဲမဲဒီလဲမဲဒီလဲ တက်တူပေါ်ပြီတက်တူကိုထုံးမှန်သွားပြီထင်တယ် ကိုထုတ်ပါပြီ ဟလာ ကိုထုံးမှန်သွားပြီ လိုက်တော့နဲ့လိုက်တော့နဲ့ ဒီလဲလဲတော့လဲလိုက်ပါ လိုက်တော့နဲ့လိုက်တော့နဲ့လိုက်တော့ပါပြီ ကဲအခုမင်းတမိုးရှင်ဇောင်းကားကတော့စနေပွဲကဖြိုးလေးဖြစ်ပါတယ် ตีเลยไม่ตีจ๋า ဆယ်လီစလုံးကြီး ခွေးဖြစ်တာပဲ ဒီတော့ဝယ်နေမှာနှစ်ယောက်လုံးနဲ့တွေ့ပါတယ်ပြောတာကိုတွန်းနဲ့ဒီဒီနဲ့ မဟုတ်လေစိတ်ထဲမှာဒါလုံးဝဟုတ်တယ်သူစရောက်ကြတဲ့ကလက်ညှိုးတွေတထိုးထိုးနဲ့သမီးတို့ပြောတော့ပြောနေတာ တဲဦးကိုတွေးလိုက်လို့ သူမလိန်ဘူးမလိန်တော့လိန်နေတည်နေတာဟုတ် ဘာပြောကွာလုံးဝမပြည့်တဲ့ဦးမကျေနပ်ဘူး လုံးဝမမှတ်ပြီနော်လုံးဝမမှတ်ပြီလုံးဝဖြောက်တာ လုံးဝအရန်တော်တယ်အရန်တော်လုံးဝကြီးတယ် တန်းကိုတုံးလုံးအားကြီးရတကယ်တက ဒီ ယ် ကတော့စုံတော့နေတခုခုဖြစ်သွား တ ပြီ လောက်ပဲသွားပြီ အတန်လုံးမမှတ်ပြီ ရ နော် ရသားတယ် စုံတော့ကပြောင်းပြန်ဖြစ် ကြော သွား င်းပြန်သွားပြီ ပြောင်းပြန်ဖြစ်သွားပြီ မဆာလေးနဲ့လည်းဗာလဲမွေးနေပါလေဗာပြောအော်ရုပ်ရှင်တွေတူရိုက်ထားတယ်တဲ့တူမင်းသားလို့ထင်သွားတာ လမ်းကြောင်းဖြောက်နေတာ လေကွာ ချစ်ဆိုတာမူးရစေးလို့ရှောင်းလေဝဲဝဲခြေလန်းတွေဘလောက်တွတ်လိုက်လေပြေးလေအရွှေခံရပါများလို့ငါကောင်းနေဖွဲနေဒီခကြီးမှာတိတ်ချစ်တတ်တဲ့ကောင်းမလေးတွေရှိလို့ရှိရရှားတယ်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 အကောင်သေးပင်မဲ့အစိတ်ပြင်းစကားပြောရင်ဂျဘိုးကလိတ်ဖြစ်ဇာတ်တွေရှုပ်တော့ ဒီစီစဉ်ကစိတ်လှုပ်ရှားဖို့ကောင်းတယ်ရင်ခုန်ဖို့ကောင်းတယ်နောက်ပြီးတော့ဒီ celebrity မျိုးစုံရဲ့အတန်တွေလည်းကြားရတာပေါ့နော်ဆိုတော့ရောတရုပ်ဆောင်တွေရောဟိုဆိုနေကြသချင်းမဟုတ်တာတွေရောဆိုနေကြသချင်းမဟုတ်တာတွေရောအဲ့တော့အရန်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါနဲ့ကိုယ်တိုင်ဝင်ပြီးတော့ပါပြစ်တာပေါ့ လိုက်ရတာမင်းအသီးဆုံးမှာကိုယ်နဲ့ကလာမင်းငယ်ဘန်ဝင်မလေး ကိုယ်တိုင်ဝင်ပြီးပါပြစ်တော့လေအဲ့လိုပဲကိုကြောက်ကူဝမ်းနဲ့ဒီ program ထဲမှာကိုကြောက်ကူဝမ်းနဲ့သွားကိုကြောက်ဝမ်းနဲ့စားကိုကြောက်ဝမ်းနဲ့အပေါ်သွားအဲ့လိုမျိုးပေါ့တော်တော်ရင်ခုန်ပြီးတော့တော်တော်ပျော်ဖို့ကောင်းတယ်လုံးဝဟိုဒီထဲမှာလုံးဝစနစ်တကျဟိုသွားတာအချိန်ကြီးနဲ့လုံးဝတယောက်နဲ့တယောက်ဘယ်သူမှန်းလည်းမသိဘူး။တော့ rapper ဆိုတော့လက်ဟန်ချီဟန်နေရ ID နေရပါတယ်။အဲ့ဒါတွေကိုဖျောက်ပြီးတော့တောင်းတောင်းရင်းနေရ။အဲ့လိုတောင်းတောင်းပြီးဖြစ်နေတာကိုကြည့်ရအဲ့လိုတောင်းတောင်းပြီးဖြစ်တာ။အတန်ကလည်းသူတို့ဘလို့မှမမှတ်မိဘူး။ဒီလိုသချင်းတွေဒီလိုမျိုးဟာမျိုးတွေကကျွန်တော်ကတိတ်ပြီးတော့မထုတ်ပြဘူး။ melody တိတ်အဆိုပြတော့ပြီးတော့သချင်းကလည်းအရင်သချင်းဆိုတော့ပို့စိုးပါတို့လောဘမမှတ်ဘူးတော့ ဆော့ချိုလိုက်စမ်းပါအဲ့ဒါကြီး မပိုင်ချင်တာအမှန်ကလည်းမဟုတ်ပြန် ပြောရတဲ့ထိုင်းကွေနာပေါ့ပြောဖို့အောက်ပါ ရတာမင်းအသီးဆုံးမှာကိုယ်